ဒီဇလန်လေးကတော့ဂျိုသားတွေသာသူ့ကိုလာခေါ်သွားမယ်ဆိုရင်ဒါမှမဟုတ်ဘသူမှပြန်မခေါ်နိုင်မဲ့စကြဝဠာတစ်ခုစီကိုရောက်သွားခဲ့မယ်ဆိုရင်သူ့စံတာတွေအားလုံးပြေဝလာလိမ့်မယ်လို့အိမ်မက်မှတ်နေတဲ့ကလေးတယောက်အကြောင်းပါတကယ်ပဲဒီအိမ်မက်တွေဖြစ်လာနိုင်မလားဂျိုသားတွေစီရောက်သွားရင်ရောဘာတွေဆက်ဖြစ်မလဲဆိုတာဇလန်လေးထဲမှာစက်ကြည့်လိုက်ကြရအောင်ဇလန်အစမှာအီလီယိုဆိုတဲ့ကောင်လေးတယောက်ကိုပြထားပါတယ်သူမိဘတွေကအာကာသယဉ်မှုတွေဖြစ်ပေမဲ့မတော်တဆမှုတစ်ခုကြောင့်ဆုံးပွားသွားခဲ့ကြတယ်ဒါကြောင့်အီလီယိုဟာသူ့အတော်နဲ့အတူနေထိုင်ရပါတယ်သူ့အတော်ကလည်းအာကာသသုတေသနစခန်းမှာအလုပ်လုပ်သူဖြစ်ပြီးဂျိုသူအချက်လက်တွေကိုစောင့်ကြည့်ရတဲ့သူပါမိဘတွေမရှိတော့တဲ့နောက်ပိုင်းအီလီယိုဟာအမြဲတမ်းအထီးကျန်နေပြီးဂျိုသားတွေလာခေါ်ရင်ကောင်းမှာပဲလို့မျှော်လင့်နေတတ်ပါတယ်အီလီယိုဟာအတော်ဖြစ်သူရဲ့ဓာတ်ခွဲလမ်းနယ်မှာစက်ကြဝဠာအကြောင်းလေ့လာရင်ဂျိုသားတွေနဲ့ဆက်သွယ်ဖို့ကြိုးစားတယ်ကမ်းခြေမှာ tracking device တွေတပ်ပြီးအချက်လက်မျိုးကိုစောင့်နေတတ်တယ်တနေ့မှလို့ကျောင်းကတငယ်ချင်းတွေနဲ့စကားများရန်ဖြစ်ရင်သူ့ဆက်သွယ်ရေးဆက်ပျက်စီးသွားခဲ့ရတယ်အတော်ကလည်းသူ့အလုပ်တွေရှုပ်ကုန်လို့ဆိုပြီးအီလီယိုကိုစူပူပါတော့တယ်ဒါပေမဲ့မထင်မှတ်ထားတာကအီလီယိုပို့လိုက်တဲ့အချက်လက်မျိုးကိုဂျိုသားတွေကလက်ခံရရှိသွားပြီးပြန်လည်ဆက်သွယ်လာပါတယ်ဒါကိုဘယ်သူမှမယုံကြပါဘူးစိတ်ညစ်နေတဲ့အီလီယိုကကျွန်တော်ကိုဒီကနေလာခေါ်သွားကြပါဘာဖြစ်ဖြစ်သီးခံပါမယ်လို့အတန်သွင်းပြီးထပ်ပို့လိုက်တယ်အတော်ကတော့အီလီယိုကိုစိတ်မထိန်နိုင်တော့လို့ဘော်ဒါဆောင်ကိုပို့လိုက်ပါတယ်ဘော်ဒါဆောင်မှာလည်းအနိုင်ကျင့်နေရတဲ့အချိန်မှာပဲဂျိုသားတွေရဲ့ရင်ပင်ကြီးရောက်လာပြီးအီလီယိုကိုအချိန်တွေရပ်တန့်ကခေါ်ဆောင်သွားပါတော့တယ်အီလီယိုဟာ Cam Universe လို့ခေါ်တဲ့လှပတဲ့စက်ကြော်လာတစ်ခုစီရောက်သွားပါတယ်အဲ့ဒီမှာမတူညီတဲ့စက်ကြော်လာအသီးသီးကခေါင်းဆောင်တွေစုံကြီးအစည်းအဝေးလုပ်နေကြတာပါဂျိုသားတွေကအီလီယိုကိုကဘာမီရဲ့ခေါင်းဆောင်လို့အထင်မှားတော့ကြပါတယ်အီလီယိုကလည်းရန်ဖြစ်ထားလို့မျက်လုံးမှာပတ်တီးစီးထားတော့ပိုပြီးခန့်ညားပုံပေါက်နေတာပေါ့ဒီလိုနဲ့အီလီယိုတယောက်ဂျိုသားတွေကြားမှာဟန်ဆောင်နေထိုင်ရပါတော့တယ်ကဘာမြေပေါ်မှာလည်းလူမသိအောင်လို့အီလီယိုနဲ့အတူဂျယ်လီပုံစံကိုပွားတစ်ခုဖန်တီးပြီးပြန်ပို့ထားလိုက်ပါတယ်ပြဿနာကအခုမှစတာပါဂရက်ဂွန်လို့ခေါ်တဲ့အရန်ကြမ်းတမ်းတဲ့အဂျိုသားကြီးကဒီအဖွဲ့အစည်းတွေကိုဝင်ကျင်နေတယ်ဒါပေမဲ့သူကရန်လိုလုံးလို့အဖွဲ့ဝင်အဖြစ်အားလုံးကညှင်းပယ်ကြတယ်အီလီယိုကတော့ကဘာမြေရဲ့ခေါင်းဆောင်ပုံစံဖမ်းပြီးဂရက်ဂွန်ကိုသူကိုယ်တိုင်ဖြောင်းဖြောင်မြန်လို့တာဝန်ယူလိုက်ပါတယ်ဒါပေမဲ့စကားပြောတာအဆင်မပြေလားဂရက်ဂွန်ကအီလီယိုကိုဖမ်းပြီးထောင်ချလိုက်ပါတော့တယ်ထောင်ထဲကနေထွက်ပြေးဖို့ကြိုးစားရင်းနဲ့အီလီယိုဟာဂလိုဒင်ဆိုတဲ့ဂျိုသားရင်းနဲ့ဆုံတွေ့ပါတယ်ဂလိုဒင်ကတခြားသူမဟုတ်ပါဘူးရန်သူတော်ကြီးဂရက်ဂွန်ရဲ့တားဖြစ်နေတာပါဒါပေမဲ့ဂလိုဒင်ကသူ့အဖေနဲ့မတူဘူးစစ်မတိုက်ချင်ဘူးအေးအေးဆေးဆေးနေချင်တဲ့ကလေးတယောက်ပါသူတို့နှစ်ယောက်တုံငယ်ချင်းဖြစ်သွားပြီးဂလိုဒင်ကိုပြန်ပြေးဆွဲတဲ့အောင်ဟန်ဆောင်ပြီးထွက်ပြေးဖို့ကြံစီကြတယ်ကဘာမြေပေါ်မှာတော့အတော်ဖြစ်သူကအီလီယိုရဲ့ကိုပွားကပုံမှန်မဟုတ်နှံသေးသွားပြီးအစ်စ်မဟုတ်တာကိုရိပ်မိသွားပါတယ်ဟိုဘက်စကြဝဠာမှာလည်းဂရက်ဂွန်ကသူ့တန်းပြောက်သွားလို့ဒေါသထွက်ပြီးလိုက်ရှာပါတော့တယ်နောက်ဆုံးမှာတော့အီလီယိုဟာကဘာမြေရဲ့ခေါင်းဆောင်မဟုတ်တဲ့တာမန်ကလေးတယောက်မှန်ဂျိုသားအားလုံးတည်သွားကြပါတယ်အီလီယိုကိုလင်ညာသူအဖြစ်သတ်မှတ်ပြီးကဘာမြေကိုပြန်ပို့လိုက်ကြပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာဂလိုဒင်ဆိုတဲ့ဂျိုသားလေးမှာရင်ပြန်ထင်းမှာပါသွားခဲ့ပါတယ်ကဘာမြေကိုပြန်ရောက်တော့အတော်နဲ့အီလီယိုပြန်ဆုံးတွေ့ကြပြီးအထင်လွဲတာတွေပြေလည်သွားပါတယ်ဒါပေမဲ့ပါလာတဲ့ဂျိုသားလေးဂလိုဒင်ကကဘာရာသီဥတုနဲ့မကို့ကြလို့အေးတန်းကြောင့်တေလွတ်နေပါဖြစ်နေပါပြီအီလီယိုနဲ့သူ့အတော်တို့ဟာဂလိုဒင်ကိုကယ်တင်ဖို့အတွက်အာကာသယာဉ်ကိုမောင်းနေပြီးဂရက်ဂွန်စီကိုအမြန်ဆုံးပြန်သွားကြပါတယ်ဂရက်ဂွန်စီကိုရောက်သွားတဲ့အခါဂလိုဒင်ကအသက်မရှိတော့အောင်ဖြစ်နေပါပြီဒါပေမဲ့ဂရက်ဂွန်ကသူ့ရဲ့လာဘအပူချိန်နဲ့တားဖစ်တူကိုဖတ်ထားပေးလိုက်တော့ဂလိုဒင်ပြန်ပြီးသတိရလာပါတယ်ဂရက်ဂွန်နဲ့သူ့သားရဲ့စန္ဒကိုနားလည်သွားပြီးစစ်တိုက်ခိုက်ဖို့မကြိုးစားတော့ပါဘူးအီလီယိုကြောင့်တားဖတ်နှစ်ယောက်နားလည်မှုရသွားသလိုစက်ကြဝဠာကြီးလည်းငြင်းချမ်းသွားပါတယ်ဂျိုသားတွေကအီလီယိုကိုသူ့စီမှာနေခွင့်ပြုပေမဲ့အီလီယိုကတော့ကဘာမြေပေါ်ကသူ့အတော်ကိုပဲရွေးချယ်လိုက်ပါတယ်သူ့ရဲ့အိမ်မက်ဖြစ်တဲ့ဂျိုသားတွေနဲ့တွေ့ချင်တာပြေဝသွားသလိုအရေးကြီးဆုံးဖြစ်တဲ့မိသားစုမြစ်တာကိုပါသူနားလည်သွားခဲ့ပါပြီဒီလိုနဲ့အီလီယိုတယောက်အတော်နဲ့အတူကဘာမြေကိုပျော်ရွှင်စွာပြန်လာခဲ့ပါတော့တယ်